Hello Hello ကဲအခုကတော့တောင်ရသွားနေတာပဲဖြစ်ပါတယ်နော်ကဲခုတော့တောင်ရရောက်ပါပြီရှင်ကဲရာဒီဥတုလေးကိုဆက်ချိုးလိုက်ပါဦးကဲဒီဘက်ကတောင်ကနေပြီးတော့ဟိုဘက်တောင်ကိုကူးမှဖြစ်ပါတယ်ကဲညီမလေးကတော့ဟိုဘက်ကန်းကိုရောက်သွားပြီအောင်ပြီလားဒီကိုကြည့်ပါဦးဂျပူးမကဲခုကတော့အမေလက်သွားနေရပဲဖြစ်ပါတယ်ကဲခုကတော့ကျမလည်းသွားပါမယ်ရှင်ကဲရောက်ပါပြီရှင်ကဲခုကတော့အရင်ဦးဆုံးအလုံးမလုပ်ခင်လေးထမင်းစားမှာဖြစ်ပါတယ်အဲအကြောင်းမို့ဖတ်တော့ခုနေဖြစ်ပါတယ်ရှင်ထမင်းစားဖို့စောင့်နေရဒီဘက်ပုံမှန်ကဲခုကတော့ထမင်းစားဖို့ပေါ့နော်အရင်ပါလာထမင်းထုံရင်းထုတ်တွေကိုဖျက်တဲ့ကိုထည့်ပါပြီရှင်တခုတော့ရှိတယ်ပေါ့နော်တောထဲမှာထမင်းစားလာဟင်းကောင်းမလို့ဘူးပေါ့နော်ပါနေနေအရန်စားလို့ကောင်းတယ်အရန်ချိုတယ်ပေါ့နော်ငပိထောင်းနဲ့စားရင်လည်းအရန်ကောင်းတယ်ပေါ့နော်တောထဲမှာထမင်းစားလာပြောဖို့လည်းကောင်းတယ်လို့အရန်လည်းစားမိန်နေချင်းမယုံလို့ရှိရင်လေတဲလေးတို့လည်းတောထဲသွားပြီးထမင်းစားကြည့်ကြတော့အရန်ကောင်းတယ်ကဲခုကတော့ဟင်းလေးကိုကြည့်လိုက်ပါဦးဟင်းပြင်းပေါင်းနဲ့စားနေရဖြစ်ပါတယ်အရန်စားလို့ကောင်းတယ်ပေါ့နော်ဟင်းပြင်းပေါင်းနဲ့ငရုတ်ပြီးထောင်းနဲ့စားနေရပါကဲခုကတော့ထမင်းလဲစားပြီးတော့ပြီဆိုတော့ရေတောက်ပြီးတော့မနော်ဒီမှာစားရတော့မှာဖြစ်ပါတယ်consumption number မိတော့ကဲခုကတော့မီးတိုနဲ့ကစားနေမှာဖြစ်ပါတယ်ရှင်မိတော့tại sao mà điဒီမကြည့်ကဲခုကတော့ပဲကူးစိုက်ပါတော့မယ်ရှင်ဒီလိုစားထောင်းcái này quên nè
ကဲအခုကတော့ကျွန်တော်လည်းဝင်ဆိုင်ပါမယ် ကဲအခုအရန်ကိုအလုပ်ကျူးစားနေတဲ့သူကဘာတူလဲလို့ကြည့်လိုက်ပါအောင် နောက်နေ့လည်းရှင်တာကထောက်ကိုလုံးအခုထောက်ရထုံးမှာ ရခေါ်ရပါလေခင်ဘွားသူကြည့်လားရုံးတယ်ဒီဆိုင်မှာပါလားရုံးတယ်ဒီစိတ်ရုံးတယ်ဒီဆိုင်မှာလား ကဲအခုကတော့ရုံးမတွေဒီပင်စိုက်နေပါတယ်တချို့တွေကပြောတယ်ပေါ့နော်ဒီလိုတောထဲတောင်ထဲသွားပြီးတော့မှဒီလိုတောင်ရတွေပေါ့နော်သွားပြီးတော့မှအဲ့လိုအပင်တွေစိုက်ရတာအရန်ကိုပြောဖို့ကောင်းတယ်လို့ပြောတယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့လူတွေကရောအဲ့ထက်ပါလားလို့ပြောခဲ့ပါအောင်နော် ကဲဒီကောင်မလေးကြည့်လိုက်ပါအောင်ကျမရဲ့ချစ်ရတဲ့ညီမလေးပဲဖြစ်ပါတယ် တော့ထိုင်နေလိုက်မေးတောင်းမင်းမလဲ ကဲအခုကတော့အိမ်ပြန်မဲ့အစီအစဉ်ပဲဖြစ်ပါတယ်ပြည်စီတွေတိတ်ပြီးတော့ပြန်ကြလာမှာပေါ့နော် ငါမိုးကြည့်ဟဲ့ကောပါတွိုက်ကွာ 1 2 3 do 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 阿翔，嘿，阿翔博啥？嘿，看，怎么样？ကာနုကြီးကာယူမတယောက်ကနေပါလေရှင်ဒီဟာဒီလေးတော့ပြဘာလို့ထိုင်နေရလဲပြန်ပါပြီရှင်တတာ